ဖြစ်ဖြစ်ချင်းနဲ့သို့တော်ပဲဆုံးမရှာတယ်။အဲဒီကတော့သစ္စာများသိအောင်လုပ်ကြပါကွာ။သစ္စာမသိလို့ရှင်ဥပိ္ပနာပဲသံဃာကြီးအရှိတကွာသစ္စာသိအောင်လုပ်ပါလို့ရှိတော့တိတ်သွန်းသစ္စာမသိလို့ရှင်ဥပိ္ပနာပဲဆိုတဲ့သံဃာကြီးအရှိတကွာလို့ဆိုရှင်းအောင်မြင်တဲ့ပုဂ္ဂိုလ်ကပြောတာလားတက်တော့လေရှင်းအောင်မမြင်တဲ့ပုဂ္ဂိုလ်ကပြောတာလားဆိုတဲ့မေးခွန်းကတွက်တယ်အဲ့လိုပြောမှအတိတ်ကအားလေးနဲ့ဉာဏ်လေးရှိအနာဂတ်လမ်းသိတဲ့ဉာဏ်လေးရှိပြစ္ဆုတ်ပံသိတဲ့ဉာဏ်လေးရှိတော့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကပြောတာအတိတ်ကသူနေခဲ့တာလေအကုန်ပြန်တွေးလို့သိပါတယ်အနာဂတ်ကိုလည်းဘတ်တော်တွေအတွက်တွေးလိုက်ရင်သိပါတယ်ကိုယ့်အတွက်ကိုလည်းပြစ္ဆုတ်ပံတွေးလိုက်ရင်သိပါတယ်အဲဒီလိုသိနာကပြစ္ဆုတ်ပံကာလသုံးပါးသိပြီးသိတဲ့ပုဂ္ဂိုလ်ကပြောတာပါအားကျတဲ့လိုမှန်ပြီးပြောတဲ့သဘောမျိုးဒီလိုဟုတ်ပါရဲ့အဲဒါလို့ဒီကသစ္စာသိအောင်လုပ်ပါကွာသစ္စာမသိလို့ချင်းဥပိ္ပနာပဲသံဃာကြီးအရှိကွာဒီလိုချာဟောပြီးဒီကလာထားရလဲဟောအမြင်ကျတဲ့ပုဂ္ဂိုလ်ကပြောတာပါလားဆိုတာသိသိချာချာမှတ်ပါအမြင်ကျတဲ့ပုဂ္ဂိုလ်ကပြောတယ်ဆိုတာသိကြကြဟောကိုလိုကြီးကဟောကြတယ်လို့ခင်ဗျားတို့ကပြောသုံးနေနဲ့ရှားခဲ့ပြီးမသုံးလိုက်ပါနဲ့ကိုလိုကြီးကပြန်ရှင်းအောင်မြန်လို့ပြောကြတာပဲဆိုလို့ရှိရင်ပြန်ဘုန်းကြီးများကမကြိုက်ဘူးတကားကြွေးဒီသာမသုံးလာတဲ့သူလျှော့လေးကိုကြွားတော့မလို့ဆိုတဲ့အိတ်တွေပါကိုလိုကြီးကတော့ရှင်းအောင်မြန်လို့ပြောကြတာပဲဆိုတဲ့တကားသိလို့ပဲသိကြတဲ့နေကြတာပဲတဲ့ကျိုးစားလုပ်ပါမယ်ဆိုတဲ့အတန်းသောမလို့လားရှော့မလို့လားဆိုတာကြက်တယ်ဒီလိုကျင်းနာဒီနေ့ပါလို့ကိုယ်ကြီးကလည်းရှင်းအောင်လို့ပြောကြတာပဲလို့တရားတွေတရားကျွဲတော့ဒီလိုလေးမသုံးလိုက်ပါနဲ့နော်ဒီလိုသိရလို့ရှင်းရင်ကိုယ်ဒုက္ခကိုရှားတဲ့လျှော့သေးကိုပဲကိုသိမ့်ပိုက်တော့မလို့ဆိုတဲ့အိတွေကရောက်ပါအဲကြောင့်ဘုန်းကြီးတို့ခန္ဓာမကြီးဟောရှာတယ်လို့ဆိုတာခင်ဗျားတို့တရားရှင်းလို့တဲ့အမှန်ကိုရှင်းတယ်ကြောက်မလို့ဖတ်လာတဲ့အမှန်ကိုသိနေတယ်ရှာတယ်ကြောက်မလို့တွေ့ရတဲ့အမှန်ဆိုတာသိကြလားအဲဒါကြောင့်ရင်မလို့လို့နဲ့ကိုယ်ရင်ဝကိုယ်လမ်းနဲ့ထိုးတဲ့အမှန်ရင်မလို့လို့နဲ့ဗျာကိုယ်ရင်ဝကိုယ်လမ်းနဲ့ထိုးတဲ့အမှန်ဆိုတော့ကိုယ်ဒုက္ခကိုမဆက်ချင်တဲ့အမှန်အဲဒါဓမ္မတို့အိမ်ကြလို့သိုးလို့တော့မသုံးလိုက်ပါနဲ့ဘုန်းကြီးကလည်းခဏတိုင်မှာဖုံးရမယ်လို့မသုံးနဲ့သုံးလို့ရှိရင်ကျော်စိတ်သူသွားတော့မယ်အသာသိရပြီဘုရားမလုပ်နိုင်ဘူးဆိုတော့ပြန်လှည့်တို့ကလာမယ်သမီးနဲ့စီဝါရေးနဲ့ဘုရားကြီးကဟောကြတယ်ဆရာကအလုံးမရှင်းအောင်မြင်ပြီးပြောကြတယ်အတုလိုက်ကြီးကလည်းဆရာကြီးတပည့်သားဖြစ်တဲ့ကိုရောကြီးကလည်းတို့ဘောကဲပြင်းမယ်လို့ပြောကြတယ်လို့လက်သိထိုးတော့ဒီရှာလေးကမသုံးပါနဲ့လို့ပြောလိုက်အဲဒါကြောင့်ဒီရှာလေးတော့ကောက်သွားပါလိမ့်မလဲလို့ဒါကြတဲ့လို့အပြောတော့ပြောဖို့မလိုဘူးဘုရားရှော့လို့ဘုရားဖြစ်နေတော့ကိုအကြောင်းကိုသိအောင်လို့ဒီကိုရောကြီးကဟောရှာတာဘုရားအနိညာကပြစ္ဆုတ်ပါကာလသမသိပြီးဟောရှာတာဆိုတာကိုသုံးဖို့မသုံးနဲ့ကြည်ညိုလိုနဲ့ကိုယ်ဒုက္ခကိုလျှော့ပြီးတဲ့ကာလငါဒီမလုံးနိုင်လေဘူးဆိုတဲ့ဘက်ကိုလက်မလို့သုံးတဲ့အပန်းဆိုတာတော့ကျင်နာဒါရင်လည်းသစ္စာလေးအောင်လို့ပါသစ္စာမသိရင်သံဃာရှိတယ်မကွာလို့ဆိုတာခင်ဗျားတို့သိသိကြရမှာသစ္စာမသိတဲ့ပုဂ္ဂိုလ်နဲ့သစ္စာသိတဲ့ပုဂ္ဂိုလ်အလွန်ခြားနာသစ္စာမသိတဲ့ပုဂ္ဂိုလ်တော့ဒီဘဝကရှိတယ်နေသေးရင်နောက်ဘဝလူကောင်းနဲ့ကောင်းဖြစ်ရင်တော်သေးရဲ့ဒါကြောင့်ဘဝအကောင်းစားရေးလောက်အောင်ပါပဲဆိုတဲ့ပုဂ္ဂိုလ်ကသစ္စာမသိဒီဘဝရှိတယ်နေသေးရင်လည်းရှင်လူကောင်းနဲ့ကောင်းဖြစ်ဖို့ဆိုတော့လူကောင်းနဲ့ကောင်းကနောက်ဘဝဇာတိကမရဏလာမှာလားလူကောင်းနဲ့ကောင်းပါရဲ့လားဘာလို့သစ္စာတွေကမှာကိုသူမသိကြနဲ့ဒီဘောကထုတ်တယ်မနေသေးရလို့ရှင်းရှင်းနောက်ဘဝလူကောင်းနဲ့ကောင်းဖြစ်အောင်လို့ကိုကြိုးစားမှာပဲဆိုတော့ဒါတရားကျွအပန်ကောင်းတော့သစ္စာမသိရပဲအပန်ကောင်းတော့အဲ့ဒါလူကြီးကလည်းဒီတိုင်းမှဆုံးပါပြီမြင်ဒီဘောကအယုဆိုးကြည့်တယ်ရှင်းရတာမိဖြစ်နေတယ်သင်တော့ဘဝကြီးတဲ့ဆုံးမှာပေါ့လူကြီးကလည်းသစ္စာမသိတာအဲ့ဒါနဲ့ရုပ်ဆိုးကြည့်ရတဲ့ပြောင်း
ဆင်းရဲသောသိမှလည်းနောက်ဘဝမြင်လို့အောင်နေဒီကားလို့ဆိုလို့ရှိရင်ပြည့်တဲ့ကုသိုလ်တွေလုပ်ပါလားဆိုတော့ဟောတဲ့ပုဂ္ဂိုလ်ကလည်းသစ္စာမသိဟောတဲ့ပုဂ္ဂိုလ်ကသစ္စာမသိနားတဲ့ပုဂ္ဂိုလ်ကလည်းမသိတဲ့ပုဂ္ဂိုလ်ကလည်းပြနေပြန်ပြီမသိတဲ့ပုဂ္ဂိုလ်ကလည်းလိုက်ပြန်ပြီမသိတဲ့ပုဂ္ဂိုလ်ကလည်းပြမသိတဲ့ပုဂ္ဂိုလ်ကလည်းလိုက်နေပြန်သွားတိုင်းဒီကပြသွားပါလားအဲ့ဒါကမှလေကိုယ်ရင်းနဲ့ကိုယ်ရင်းစဉ်းစားတော့မှာအိုးတို့ရတဲ့ရဲ့တည်းမှာသုံးလုံးပြီးဒီကရအေးလူကြီးကောင်းပြီဆိုပြောတယ်လို့တို့ကပြင်ကိုယ်ပဲသိကပ်ပြီးဒီကရနေလိုက်ကြသူတို့ပြောတဲ့တရားကပြင်သစ္စာမသိတဲ့တရားဖြစ်သောကြောင့်ဘာသာရှိပါဖို့လားဆိုတာကိုယ်တိုင်တွေးကြအဲ့ဒီလိုမသိခင်ကကောင်းကောင်းကြီးလို့ဒီသာမျိုးတွေတော်သုံးခဲ့တာပေါ့ဗျာသုံးနေသုံးရဆိုလည်းဒီကိုယ်သုံးကသစ္စာသိတဲ့သုံးလားမသိတဲ့သုံးဟောမသိတာကောင်းတော့မရိမာရဏကလည်းဒီကဘဝပြည့်ရေးကိုမလုပ်ခိုင်းနဲ့ဘဝကောင်းတဲ့ရေးလုပ်လိုက်တဲ့အခါကျတော့ဆွဲသူလည်းကြောက်တိုက်သူလည်းကြောက်ကြတယ်မင်းကြောက်ကြသွားတယ်ဆိုတာသဘောကျအဲကြောင့်လည်းကိုယ်နဲ့ကြီးကသစ္စာမသိသိအောင်လုပ်ပါကွာသစ္စာမသိရင်သိအောင်မသိရင်သံဃာရှိတော့သံဃာဆိုတာကပြောလေးကသံဃာလို့ဆိုသလားဒုက္ခကမသိလားသံဃာဆိုတာကဟောဒီဝတ်ပြည့်ဒီကတော့ဒီမျိုးလေးတဲ့မှာလည်းဆိုပြီးဟောဘုံနဲ့ပြည့်ပြည့်ဒီမျိုးလေးတဲ့လမ်းဆုံးတာသံဃာခေါ်တယ်ကဲဘယ်သံဃာတဲ့ဝိသေဒီမျိုးလေးတဲ့လမ်းဆုံးတဲ့သံဃာရဲ့ပြည့်ပြည့်ဒီမျိုးလေးတဲ့လမ်းဆုံးတဲ့သံဃာရဲ့ပြည့်ပြည့်ဒီမျိုးလေးတဲ့လမ်းဆုံးတဲ့သံဃာရဲ့အဲ့ဒါသံဃာပဲဒါကြောင့်ပဲသံဃာကြိုက်တယ်အဲ့ဒါသံဃာရှိတယ်ဆိုတော့ယဉ်တော်သိကြကြစဉ်းစားရမှာသူများပြတဲ့လမ်းဆုံးတဲ့ဘဝကြီးသိရတော့တော်တော့ပါပြီသံဃာချင်းဆက်ရလာတော့ဘုရားခင်ကိုရမေကြီးကတိုက်တွန်းဘုရားခင်ကိုရမေကြီးဒီလိုဖြစ်တဲ့ဘုန်းကြီးများကတိုက်တွန်းတော့ကြောင့်ဘုန်းကြီးကဓမ္မတွေမှာသစ္စာမသိရင်သံဃာရှိတယ်ဆိုတာသိချာတော့သံဃာဆိုတာဘာပါလဲသူများပြတဲ့လမ်းဆုံးတာသူများပြတဲ့သာဘဝဘဖြစ်တဲ့လမ်းဆုံးတာဘာရည်ဆိုတာဘာလဲအဲ့ဒါကခေါ်ကြအဲ့ဒီသံဃာရဲ့ပြည့်ရရင်ရဘယ်မှမလဲရင်သက်သာသိအောင်လုပ်ရလိမ့်မယ်သံဃာဆိုတာကတည်းကတိရစ္ဆာန်သံဃာလည်းဘုံပြောတယ်အပေသံဃာလည်းဘုံကျတော့ကြလောဘမြင်ရကြတော့ကြဝိသိကြတော့ကြကြလို့ရှိရင်ဒီဃာရမတို့အမြင်တွေသံဃာကြီးစိတ်တန်ငယ်120တွေလှည့်လိုက်ဒါဘောလို့လှည့်ရင်တော့မေးရင်လှည့်ရတာဘာခေါ်ကြဒါဖြင့်အဲ့ဒီပုဂ္ဂိုလ်တွေဘယ်နဲ့ကြောင့်ဒေဝတွေပြန်လှည့်နေရတာလည်းမလုံးသေးလို့ရှိရင်ဘယ်လိုဖြစ်သက်ကြဩဒါဖြင့်သစ္စာသိအောင်လုပ်လိုက်ပါဆိုတာကသိတိုက်တွန်းရတယ်မင်းကွာတဲ့ဘုရားရှင်ကိုရမေကြီးကသစ္စာကိုငါသမထအမြင်ကျတဲ့ပုဂ္ဂိုလ်ကပြောတော့ကြောင့်အယုံကြီးကယုံပြီးဘယ်မှာပါတော့ဆိုတဲ့စကားမှာလုံးရှိသေးအမြင်နဲ့အမြင်ကျနော်အမှန်တရားမြင်ကျတဲ့ပုဂ္ဂိုလ်ကမှာလုံးကိုအကြီးဆုံးမှာတာလေးကိုလည်းဓမ္မတွေသစ္စာသိဖို့ရေးဖို့မြင်ရတာကြီးကျယ်ရင်မှားတယ်ဆိုတာကိုလည်းဓမ္မတွေကဲခက်ကြည့်ပါအမြင်ကျတဲ့ပုဂ္ဂိုလ်ကပြောတယ်နော်မန္တရာတိကသစ္စာသိတယ်နဲ့ဘုန်းကြီးကသစ္စာပြောရတယ်ထားပါတော့ဒကာတိကသစ္စာမသိရင်သံဃာရှိတယ်ဆိုလို့သစ္စာသိအောင်ပြုပြောပေးပါလို့တောင်းပန်တော့သစ္စာသိတဲ့ပုဂ္ဂိုလ်ကရှင်းတိုင်တယ်ဒကာတိမနဲ့ကိုခင်ဗျာလမ်းပြ300ထိုးမယ်နေ့လယ်လမ်းပြ300ထိုးမယ်ညနေကျလမ်းပြ300ထိုးခံရမယ်လမ်းပြ900ထိုးခံပြီးမှခင်ဗျာသစ္စာပြောမယ်လို့သစ္စာသိတဲ့ပုဂ္ဂိုလ်ကခြေကံထားတာတော့မှဒကာတိခံလိုက်လို့ဘုရားပြောတယ်ဘယ်တော့ထိုးခံလို့လဲဆိုတာပေါ်လာကြဒီလမ်းပြ900ထိုးတဲ့ဥစ္စာကွာတဲ့ဘုရားတစ်ခါသေးတာသစ္စာမသိလို့သူများဥစ္စာထဲမှာခင်ဗျာဝတ်ပြီးတော့ဗဇတ်တဲ့သေးရကျက်တယ်လို့ဗဇတ်တဲ့သေးရဘေးပြီးတော့ဗဇတ်တဲ့သေးရဒေဝတွေမျိုးမျိုးပြောင်းနေရဒီဒီပါမှာတွင်းနေမျိုးမျိုးပြောင်းပြီးကြတာဒီဘောဝင်ရဒါရင်းနဲ့ဒါလမ်းချက်900အားတဲ့ဟိုက
ကိုယ်ဒီကိုယ်တော်မကဒီလိုရှိတဲ့ဒုက္ခကိုခံရမှာဖြစ်နေတော့ဘုရားသံဃာခံလိုက်ကွာအန်တဲ့ကိုရရတဲ့ဉာဏ်ဒီသစ္စာပြီးနေကြကြပြီးဘယ်တော့ရေးကြည့်လို့ဘယ်တော့အမြင်ကျတဲ့ပုဂ္ဂိုလ်ကအန်ရေးကြည့်တာပြောတဲ့စကားပဲဆိုတာသစ္စာတန်ရဲ့ပါဠိတော်မဟာဝဒတန်ရဲ့ပါဠိတော်သိချလာအဲ့ဒီငါကသစ္စာသိတဲ့မသိတယ်သစ္စာမသိရင်ဘာဖြစ်လဲအဲဒီငါချက်ကိုရပြောကိုယ်တင်ကိုယ်တော်မကဒီတဲ့ဒီတဲ့ဒုက္ခတွေသိရမှန်းနဲ့ဆာလိုက်ရင်ငါချက်ကိုရထုတ်ခံရတဲ့ဒုက္ခဘာမှဖြစ်တော့ကျန်ပထမသစ္စာသိနေတယ်တဲ့သုဝါသာရိသဝိပမုတ်တော်သရုပ်ရေဝါတော်မှာပါရိသပေတော့မှလိဝိပမုတ်တော်လွတ်ပြီးဟောတိတိပထမအချိန်သစ္စာလေးမှတ်နဲ့သိလိုက်တာနဲ့ဒါကျေပဲလေးပါလို့ကဲလူများပြတဲ့လမ်းဆုံးတယ်ဘယ်နဲ့လဲကျေဦးပြောင်းလာတယ်ရောလမ်းဆက်ကိုရထုတ်ခံရတာဝင်လေးတွေရှိတယ်ပထမကိစ္စတစ်ချက်တည်းသိလိုက်တာနဲ့ကိစ္စပြီးသွားတယ်ဆိုတာသဘောကျအဲဒါမင်းတို့ဒီကားလို့ဆိုရင်သစ္စာသိအောင်ဖြင့်လောကလုံးပါကွာဆိုတာတိုက်တွန်းနဲ့မတိုက်တွန်းတဲ့ကောတယ်မကောတယ်အာရမသစ္စာကမသိလို့ရှိရင်ခင်ဗျားတို့ကောင်းငင်မြောက်တဲ့ဒုက္ခမှာကြာကြံလို့ကြာမှာငါဖျားမြင်တော်မူခဲ့ဒါကြောင့်ဘုန်းကြီးတို့အာရမတွေဒီကားလို့ဆိုလို့ရှိရင်မန်းကြီးပေါ့လေးကြရင်ကောင်းတယ်နော်ဘယ်နဲ့သစ္စာသိတဲ့ပုဂ္ဂိုလ်မှာမန်းကြီးပေါ့ဖြစ်နေပါလေသစ္စာမသိမှဖြစ်ရှိတယ်လူများပြတဲ့လမ်းဆုံးရတယ်ရှိတယ်။ကျေဦးပြောင်းလာ။အဲ့ဒါကံကခေါ်တော့မကြောက်အန္တရာလို့နေလိုက်ပါနဲ့။ဝတ်ပြလို့သူများပြတဲ့တည်းရဲ့ပြည့်ပြလို့သူများပြတဲ့ခေါင်းမှုလေးရအလောင်းမှုလေးရပေးပြလို့သူများပြတဲ့မြုပ်လေးရယုံလို့ဘုဒ္ဓဝရတ်တို့ဖြစ်လို့သူများပြတဲ့မြုပ်လေးရအဲ့ဒါပါခေါ်ကြ။ကိုယ်တော်တို့ဒီလိုလည်းပြောင်းပြီးခံရတာတွေရောဟိုမေယောကောင်းတဲ့ဒုက္ခရောက်ပြီဟိုမေယောကောင်းတဲ့မှာပြောင်းရတာဟုတ်။ဘာရင်သံဃာဆိုတာဒုက္ခဆက်လေတာသံဃာသံဃာဆိုတာဘာပါလဲ။ကျန်အဲကြောင့်ဒီကသုတ်ကိုပဲဓမ္မတွေအလုံးနဲ့ကပြရအောင်လို့မသောတဲ့ရင်ကုန်နေယေရှုတင်တင်သုံးပြီးကြတာနေတဲ့ကမယန်းတွေကဝိုင်းပြီးကြတာတရားသူနာရတယ်နဲ့သုတိကဝိုင်းပြီးကြတာနာကြသို့တော်ရှင်ပြရဲ့ရင်ကုန်နေရဲ့တရားမောင်းမိရှိဖို့ကာလ၌ရန်တို့မင်းတို့ခန္ဓာကိုယ်အတွင်းသားရင်များသုံးပတ်ခြင်းများကြရဲ့လားဒီကဘာသင်္ကန်းလေးရဲ့ကိုယ်ကြီးကာလတတိတော်သုံးပတ်ပါတယ်ခင်ဗျာဘုရားရှင်ကိုယ်တော်ကြီးကမင်းပါသုံးပတ်တော်လို့နေတဲ့အခါတတိတော်ဒီခန္ဓာကိုယ်ထဲမှာဧကလောမနခကံသာဆိုတဲ့30ခုဓာတ်တွေသုံးပတ်ပါတယ်ခင်ဗျာလို့ဆိုအဲ့ဒီဘုရားရှင်ကိုယ်တော်ကြီးကအလိုမပြည့်ရှာအလိုမပြည့်ရှာတော့ဒီရဟနာကအမှန်ရှိတော့ဩဝါဒီယနာအလိုက်မသိကြွားရောက်တယ်ဘုရားလိုလည်းကြားတယ်သူမသိပဲနဲ့သူနှလုံးသွင်းမှုကလည်းသူသွားပြီးလျှောက်တော့တယ်ဆိုပြီးခါကရှင်ဘုရားလိုကြာမှန်းသိတာနဲ့ရှင်ဘုရားတဲ့ရှင်ဘုရားသုံးပတ်ကြရလားလို့ဆိုတော့ပြီးတော့များဘုရားသုံးပတ်ရမယ်ဆိုတာရှင်ဘုရားဟောမှရှင်ဘုရားပြောမှလာရင်သိရမယ့်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်တဲ့ခတ်တော်တရားတွေကတရားတွေဆိုတာလုံးလုံးကွယ်ပြီးကြတာလာခဲ့တာဘယ်သုံးပတ်ရမယ်ဆိုတာမသိပါဘူးရှင်ဘုရားလာရင်ဩဝေယရှင်ဘုရားလာရင်သိကြရရှင်ဘုရားလာရင်ဘောရဖြစ်ပါတယ်ဒါကြောင့်ရှင်ဘုရားတွေကလည်းဆိုရင်သုံးပတ်တော်တယ်တော်မူပါဘုရားလို့ရှင်ကအလိုက်ပြီးတော့လျှောက်ပါတယ်ရှင်ကလည်းပြီးတော့လျှောက်တဲ့အခါကျတော့ပါတဲ့ဘုရားရှင်ကိုယ်နဲ့လည်းဘွားကောင်းမှုမရိုးသေးသေးနဲ့ပသာရဏနဲ့ထောင်ပေးကြတာကွာညာနဲ့သုံးရတဲ့ချပြီးနာကြဆန်းပါနာထောင်ပြီးညာအနာကိုကြည့်နာပါလို့ဘုရားကသုံးရချလိုက်တဲ့ခါရမ်းတွေကကောင်းပါလေဘုရားဆိုပြီးဒီကကနာကြတယ်ကာယငါမေးမကွာမင်းတို့ခန္ဓာကိုယ်ကြီးထဲမှာအိုမှုသေမှုဟာကြီးဆုံးသောဒုက္ခပါပဲကွာအဲ့ဒီကြီးဆုံးသောဒုက္ခဘယ်ကများလာလဲဆိုတာမင်းတို့ဒါသုံးပတ်သိရင်ကွာအိုမှုနာမှုဘယ်ကလာလဲဆိုတာသုံးပတ်သိရင်လေဒါကလည်းခန္ဓာကိုယ်ထဲမှာအခုစမ်းကြည့်ပါကိုယ့်ကိုယ်ကိုစမ်းကြည့်ကြပါညာဘက်လည်းပါလိမ့်မယ်ယမစမ်းကြည့်ကြည့်လက်မောင်းစမ်းကြည့်ကြည့်နှွေးကြလားတော့မေးရင်မနဲ့ကြည့်ကြဘူး။ဩတရားဓမ္မတွေဒါလောင်းနေတာပါအတွင်းနဲ့လောင်းနေတာပါ
ဒီလိုတော့လောင်းနေပါဘောလားအဲ့ဒီတေသောတာဘာလို့နေပါလိမ့်မလို့ဆိုတော့ဒါကလည်းအေးတော့အောင်ကြွားကြအောင်ဆန်းစီအောင်တဲ့လေးတွေပေါက်လာတော့အောင်အားရမလားရှင်းနေလာအောင်လောင်းနေတဲ့တေသောပါတေသောကလောင်းပြီးကနေတော့သူကပုံလုံးနေတာလားတရားနာရင်ဒီမတက်လာဘူးလားတရားနာရင်စမ်းကြည့်ပါဦးပုဂ္ဂိုလ်လည်းနည်းနည်းလေးရှိပါရဲ့လားဘာလို့နေတာပါလဲဘယ်လိုပြအောင်လို့လောပါလိမ့်မယ်ဆိုတာသိခက်ပြီနော်ကိုယ်အောင်ပါလေတကယ်ကျေလို့တရားထုတ်နေကြတယ်တရားနာနေကြတယ်ဆရာဘုန်းကြီးကလည်းတရားနဲ့ကြင်တင်နေတယ်လို့ဆိုရတော့ကူလည်းဟိုအောင်မဲ့ဒီတော့ကလောင်ရက်ဟောနေဓမ္မတွေလည်းဟိုအောင်လောင်တဲ့ဒီတော့ကလောင်ရက်ကိုရင်းနာနေရလွတ်လပ်ကြပါလားမလွတ်လိုက်တဲ့သိချင်းတရားဓမ္မအဲ့ဒါကဘုရားကွာလို့ပြောတာခေါင်းက30ကိုသာကြောက်တဲ့ရန်တဲ့အာနင်းနေလားအဲ့ဒါဒီနာမှာတည်တော်လာနေတယ်ဟိုနာရှိပါအောင်လေဆိုတော့ဒီခန္ဓာရောက်ပါတဲ့ဒီသောဖြင့်ဟိုနာရှိတယ်ဒါရဲ့ဟိုဘက်ကရှိရနော်ဩဓမ္မတို့လောင်းနေတာသရာတိဒုက္ခသစ္စာဆိုတာအမြဲဖြစ်နေတယ်ဒီကံတရားသရာတိဒုက္ခသစ္စာဆိုတာမှောင်ဒီကနေပြီးကဒီရပူရတယ်နေလို့ရှိပါမယ်ဆိုတော့ဒီပူတဲ့ကပါတော့ဘာလို့ဒီပူတဲ့ကြီးကဒီမှာဟိုရတဲ့နည်းနည်းတော့လေဟိုကြောက်တာအသိရကြလားပို့ပြီးဦးလွယ်တယ်ဆိုတာအသိကြလားဒါကြောင့်ဒီကဓမ္မဘယ်မှာတဲ့ဒီသားရင်းကြီးဝဲကြလို့ကြခံကြဒီကလာဥရုကြောင့်နေကြများတော့ဒီဒီသောကဘွားရလိုက်လောင်နေတော့ဒီကဓမ္မတို့ဥမှုဒုက္ခကြီးကဘယ်နေနေမလို့ဘူးဆိုတာပေါ်လာကြဩဇရာတိဒုက္ခသစ္စာဆိုတာဒီကံရှိရှိရက္ခကလာမှာမလွတ်ပါလားဆိုတာဒီလိုသုံးတာဒီကြည်တော့အေးတွေကများပတ်လာပြန်လာတဲ့ခါကျတော့တရားတဲ့ညာဗရာနဲ့ဖြစ်ဟောင်းလောင်ပြလေးတဲ့ဓမ္မအားဒါဖြင့်ဒီကြည်တော့ပြင်းထန်လာတော့နာအောင်လောင်နေမပြင်းထန်တော့အိုးအောင်လောင်နေဒီတော့တော့အမေရမန္တရကတိတော့လမ်းမသိဘူးတော့ပြန်ပြေးရသူကဘာနေအမလေးဓမ္မတို့ကံလုံးမသွားရမိုးလဲလို့လားဆိုလို့ခန္ဓာသွားရဒီတော့ကဘာနေဩကဒီတော့လည်းပါရဲ့နာတော့ကဒီတော့နာတော့ကဒီတော့လည်းပါရဲ့ဖြစ်နေတော့ဥဒါလည်းဒုက္ခသစ္စာနာမင်းတို့ဩဟုတ်တာလည်းငါပဲတရားဟုတ်တာလည်းနာဟုတ်တာလည်းငါပဲလို့ဒီတော့ဓမ္မတွေသိတဲ့ပိဋကလာနေတော့တတိခြေတော့ပေါ်နေရင်မရပါဘူးအဲ့ဒါဘုရားရှင်နဲ့ကာဝဲနေရင်တော့လောင်လာတယ်အလတ်လောင်လာဘူးဒီဩဝါဒတဲ့ဒီတော့ကဒီအောင်လို့နေတဲ့ခန္ဓာကြီးဘာသစ္စာပဲပြီးမှတော့သတ္တဝါကိုညာတော်ပဲအမြဲလိုက်ချက်နေပြီဒီရောကပဲဒါရင်ငါယူသိပါတော့မယ်ဆိုတော့အေးပါအေးသွားတော့တွေးထုတ်ပြီးသေဒီရောကလည်းကလည်းနေရှိရံတော့ဩဝါဒလုပ်တယ်အကူရှိရံတော့နာလုပ်တယ်သူတို့ချုပ်ငြိမ်းရုပ်သေးပါဗျာတော့သေအောင်လုပ်တယ်ဒီရောကဒီပါလားဗျာမင်းတော်ကကောင်းတယ်မြတ်မလို့ဘယ်လိုလုပ်မလဲဆိုတော့တပည့်ကနေဟောလိုက်တော့တပည့်တွေကနောက်ကလိုက်သွားတော့ဒီလိုလေးပါလာတာဟုတ်လားနောက်ကဒီတော့ကဘာဩဝါဒရှင်းတော့ဒီတော့အဲ့ဒီဩရာမသစ္စာအဲ့ဒီသစ္စာမသိဘူးနာရာမသစ္စာအဲ့ဒီသစ္စာမသိဘူးသေရာမသစ္စာအဲ့ဒီသစ္စာမသိတော့ဘူးဇာဓမ္မတို့ကအကျွမ်းမလုံးကတော့မသိတာအဲ့ဒါမှတ်ကြကျွမ်းမလုံးကတော့မသိတာဆိုတာရှင်းရလင်းရတာဩဒါလည်းဇာဓမ္မတို့ပြောရင်ကိုယ်နဲ့ကြည့်တာအကျွမ်းများမင်းတို့သုံးသပ်ကြရလားဆိုတော့ယနေ့ကစပြီးဇာဓမ္မတွေခန္ဓာကိုယ်အတွင်းသုံးသပ်တာလေမင်းတွေရဲ့ဟောဟုတ်တဲ့ဒီတော့သရာတိဒုက္ခသစ္စာပဲလို့ပြောသိကူလာတဲ့အချိန်ကြတော့နာဟုတ်တဲ့ဒီတော့ဆိုတော့ဇာတိဒုက္ခသစ္စာဒီပုဂ္ဂိုလ်တွေကငြိမ်းကြီးအလုံးစုံသိသွားတဲ့အခါကျတော့အကုန်အေးပြီးမရတော့ဘူးဆိုတာမပြောကြဘူးအဲ့ဒါလည်းဒီတော့ကအပူတွေကိုရင်သိသွားတယ်နဲ့တရားဓမ္မတွေအေးတွေတော့ဆောက်လိုက်တာဒါပြန်ဆောက်ကြလည်းဒီတော့
စားကောင်းတယ်လောင်ရက်အိတ်ကောင်းတယ်ပြန်ရကောင်းတော့စားတော့ရံတော့လေအနာရံတော့လေဥလောင်မှုပဲဒါလည်းကောင်းတဲ့ရောက်လေဆိုတော့သူသတ်လိုက်တာလေဒါကမှလူဒီခန္ဓာထဲမှာပြင်းနေတဲ့မြောက်ပါတယ်ဘဝဟုတ်တဲ့ဒီတော့နာဟုတ်တဲ့ဒီတော့သိဟုတ်တဲ့အဲဘောလိုက်တော့ဒီတော့သူကျဲပါလေဒါကြည့်စိတ်ကြရင်ရှာမနေနဲ့နော်သိကြလိုက်ကြနေလို့ရှိရင်ဒီဒီတော့ကဒီတိုင်းနာအောင်နေတယ်သူပဲသူတော့ကြာချာနာလို့တန်တာဟုတ်အဲဒီအောင်လို့ကြောက်ဒါဖြင့်ခဏလေးတည်းခန္ဓာကိုယ်ကြီးဒီသတ္တဝါကိုညတ်တာမဖက်အမြဲနှိမ့်တဲ့ဒီရောဒီနှိမ့်တဲ့ခန္ဓာရတော့ကြောင့်ဒုက္ခသစ္စာမှာဟုတ်ကဲ့လားအဲဒီဒုက္ခသစ္စာသိထားတော့မှတော်ပြီတန်လေသစ္စာသိပါနောက်ပြန်ဘယ်ကံများမှဖြစ်ခြင်းလို့အသေးတယ်ပြင်နေတဲ့တွေ့မလို့တော့ပါဘူးပြင်နေတဲ့တွေ့တဲ့အဖြစ်မျိုးကိုသူမတော်တော့ပါဘူးဆိုတာသစ္စာသိမှသင်ကြောင်းတာသစ္စာမသိရင်ပြင်နေတဲ့တွေ့တဲ့သူ့ကြီးတောင်းတာအာမလေးရာဓမ္မလေးမိုက်လုံးတော့မကမ်းပါနဲ့ဆိုတာဆရာတော်ကကောင်းပြောနေပါလေရှင်းမလားတော့မယ်ဆိုတော့သူ့မသိအောင်လို့ကျတော့ခွင်းလေးကောင်းရဖြစ်တယ်သူရိတ်ကလည်းကြီးနေတယ်ကျွေးနေတဲ့နေရာတွေပြီးကြတာစမ်းကြည့်တာတော့သူကအလောင်းပြော့တယ်ဝေးရပဲဆိုတော့အလောင်းမပြော့ဘူးတော့ကြတော့သူကြားတယ်လေအမှန်ဘုရားတရားနဲ့ရှိတယ်လေဆန္ဒပြေတော့ကောက်ကိုယ်တော်ပြေတော့ကောက်ပြီးတကယ်လားသူတောင်းတာအရာတော့မကြဘူးလေမကြတော့နာလို့နေရတာပဲဒါတော့တောင်းတာလို့မရတဲ့ခါကြတော့သူကဒီဒီတော့လေအကုန်ရုပ်ပြီးပြလိုက်တဲ့ခါကြတဲ့စစ်တို့ခေါင်းပြင်ရတော့တာအဲ့လောက်ဆိုးရတယ်ဆိုတော့ပေါ်ကြအဲ့ဒါဘုန်းကြီးဓမ္မတွေမှာတေဝဖြစ်ရပါလေဆိုလို့ရှိရင်သိမင်းနဲ့အတူတူနေရပါလေသူတောင်းတော့မတောင်းတော့ဘူးဒါတောင်းတဲ့ပုဂ္ဂိုလ်ကသစ္စာသိလို့လားမသိလို့လားဒီတော့သစ္စာသစ္စာဒီတော့ဒုက္ခသစ္စာသတ္တဝါကိုညာတမပဲအနည်းနည်းဆက်သွားကြပေတော့ဒုက္ခသစ္စာဘုရားခန္ဓာကြောင့်လေဆရာတော်များကဆောင်းနေတဲ့ဘုရားခန္ဓာမရှောင်ပါဘူးဒီကိုအကြီးဆုံးဆိုတဲ့ရှင်သာရိပုတ္တရာရှင်မောကရဏိခန္ဓာကိုယ်ရဲ့ဒီတော့ကမရှောင်လို့လောင်တာပဲသဘောပါကြဒါပြန်နဲ့ဘောရကိုယ်ကြီးအောင်ရင်း7ပါးအောင်ရင်း7ပါးနဲ့ဒီလောလောင်ရတဲ့ကိုယ်ကြီးဝေါကိုလျှော့တာဒါလည်းမကြည့်ပဲနဲ့ဝေါကြီးလျှော့တာဘယ်လိုပတ်ရပါလဲအဲဒီကိုယ်ကြီးတခြားတွေအောင်နေအောင်နေဒီတော့မအောင်ပါလားဒီတော့မအောင်တဲ့ဉာဏ်ကခန္ဓာကြီးနေလို့ပေါ့ဗျာအဲဒါဉာဏ်ကခန္ဓာမှာမအောင်သေးဘူးဆိုတာပေါ်လာတယ်ဒါကြောင့်နိဗ္ဗာန်ဆိုတဲ့ခန္ဓာမရှိရတာလေဒီလိုလိုနိုင်ငံမင်းရဲ့လုံးမှုပတ်မှုချမှုနာမှုတို့မှာလည်းလွတ်ရရတယ်ဆိုတာသဘောကျဒါကြောင့်ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာပါသစ္စာတွေရှိတော့ဒီလိုရှိတယ်မဟုတ်လားဒီတော့မဖြစ်တဲ့ဘူးဘယ်ဘဝဖြစ်ဖြစ်ဒီတော်လေးပါတဲ့ဒီတော့ကပါမှာပါလို့ရှိရင်ကျင်မင်းနဲ့အတူတူဖြစ်ရပါလေကျင်မင်းကတော့ဒီဘောမရပါလို့ဤဒီကံနဲ့အာမလေးဓမ္မတို့တရားနာဟောကြည့်ဟောကြသမှာသင်္မင်းနိုင်ငံကြီးပို့နေသမှာနဲ့သင်္မင်းနိုင်ငံကြီးပို့နေသမှာနဲ့ဆိုတာမတန်းနဲ့တဲ့မလားရဒီကဦးနာကြီးနဲ့ခေါင်းမရဒါတော့ယနေ့ကစားပြီးဒါကပူပြန်လို့ရှိရင်လေဩဒါဒုက္ခသစ္စာပါသိကူလာရင်အေးလို့လာရင်ဩခန္ဓာကိုယ်ကြီးတဲ့ခြင်းသံသံပါသစ္စာတွေလို့အဲဒီလိုအတွင်းညာသုံးတော့ကြာသမ်းပါကွာဒကာဓမ္မတွေယနေ့မနေ့ကလည်းကျေကျေအတွင်းသုံးတော့ကိုပြောတာသုံးတော့ကြာသုံးတော့ကြာရင်နော်နည်းနည်းလေးလာလဲဩဒုက္ခသစ္စာပို့ပြီးဒကာမလေးလာရင်ပို့ပူလာရင်သိတော့တယ်နော်ဘောလို့ဒါရနာလို့ဒါရတရားလို့ဒါရဓမ္မတော်ဘာမှမရှိဒါဖြင့်ရာကျွဲပတ်တော်ကိုညာတော်ပဲအင်းလေးတက်တဲ့ဒုက္ခသစ္စာဆိုတာပေါ်သေးလို့အောင်မကြီးဒါဖြင့်ဓမ္မတော်ကငနာခင်ဒီသောပါလို့နေပါလေမသိခင်တော့ဒီပါလို့ဘောရဒါကတရားလို့ပါတယ်ဒီပါလေဟော
ပုဂ္ဂိုလ်ရာလူကြီးဆုံးပြန်ရှိနေပြီအတွင်းရလားပြင်ရလားအတွင်းရဆိုတာပြင်ရလားတိုင်းတရားတော်မတွေအသားလည်းဖြစ်လိုက်တော့သမီးလည်းဖြစ်လိုက်တာသိသိလည်းလုံးချမ်းလိုက်တာရပြန်လိုက်တာအဲဒီကသားကလည်းဟိုအောင်လို့တာကိုမလုပ်ပါနဲ့ဆိုတော့သားကအကူကြီးမပေးနိုင်သမီးကရောသိသိကရောသူကပေးနိုင်လေပေးနိုင်တာကပြန်မိညာကတော့ပေးနိုင်မိညာကတော့သေရောမရှိအောင်သေရောဥပဒနာရှိပြီးသေရောသုံးတဲ့နေ့ကဟုတ်တယ်ဒါပေမဲ့မိညာလည်းအားကိုးရရှိတာခင်ဗျားတို့အားကိုးကလည်းလွယ်ပုံပြန်ပြီးမလို့လားဒီပေရေးတယ်ဒီမှာကျမ်းမာလာတယ်ရဆိုတော့အိုရဲနဲ့ပြောနာနီးကပြောဒီကနေ့ကတက်သေးတယ်ဒီမှာဒီကားလို့ဒီမှာကျုပ်မျက်လုံးတွေပါတယ်များသက်သာပြီးကြတယ်ဆိုတော့ဘုရားကနာနီးကပြောဒီကနေ့ကအမှန်တော့တရားတရားတွေရပိုးရင်တော့ဝါအပြင်တော့လောက်ကဘယ်လိုရှိရင်ဟိုအောင်လုပ်တာလည်းပါလို့နာဟုတ်တယ်ဒီအောင်လုပ်တယ်ကဲတရားဓမ္မတို့ပဲနေရာအန္တရာယ်ကင်းလို့ပြေးရှင်းပါမယ်ဒါဖြင့်ဒါလေးပါဆိုတဲ့ပေတော်မရှိရနိဗ္ဗာန်ကြီးတာခြင်းအသေးလို့နှိမ့်သက်တာလို့အဲ့ဒီရောက်မှအေးကြတော့ပါပဲဆိုတာပေါ်သေးဘူးရှင်းရလားတိုင်းလာတဲ့နေရာမှာတို့ဒီမှာပြတာကြည့်ပါလားအိုနာသေးလို့မှတ်လိုက်ပါနော်ဒါရဓမ္မတွေခန္ဓာကိုယ်ပဲဒီတော့ဘုရားပါပါလေဒုက္ခနာပါလေဒီကနေ့အိုအောင်လို့ဒီတော့ကဒီတဲ့ပါနာလို့ဒီတော့ကဒီအောင်လို့ဒီတော့ကတရားဓမ္မတွေဘုရားသူသူနေကြပါလေဒီတော့တရားဓမ္မတို့မိတ်ဆွေကောင်းတာသိမင်းလားကျတော့ကာမကောင်းအကြောင်းမသိလိုက်တာသိမင်းနဲ့အတူနေရတယ်ဆိုတဲ့ဒါကြွယ်ဒီတဲ့ကံလုံးလုံးမှမရှိသေးရဲ့စဉ်းစားကြပါစဉ်းစားကြပါတရားဓမ္မတို့ဘယ်လိုလဲအတူနေရပါလိမ့်ဒီဘုရားကံကောင်းလို့ဖြစ်လာကြတာလားသိမင်းနဲ့နေဖို့ဖြစ်လာကြတာလားအဲဒီလိုသုံးတာတော့ဒါကြောင့်ဒုက္ခသစ္စာဆိုတာဟုတ်တယ်ကဒုက္ခကရှင်းရတာသစ္စာကမှားနေတာသိမင်းနဲ့အတူနေရတယ်ဆိုတဲ့ရှင်းရတာအမှန်ဖြစ်ဒီနဲ့မှသိတဲ့ဘက်သွားရမှာရှိတော့အဲဒီအတွင်းသုံးလိုက်တော့သိမင်းနဲ့တွေ့တဲ့ဇာယာကဘာသစ္စာညာရိကလည်းဘာသစ္စာမရဏလည်းဘာသစ္စာအဲဒီလိုတွေ့တဲ့အခါကျတော့သစ္စာသိသွားဘလို့သိရင်လည်းနောက်ဘဝကြလို့ရှင်းတယ်ဘယ်လာလဲတဲ့ဒီတော့ပါသိမင်းပါမသိသိတတ်တဲ့တရားပါမသိအဲဒီလိုသိထားတဲ့အခါကျတော့ဓမ္မတို့သစ္စာသိတော့နောက်ဘဝတော့မရကြတော့ပါဘူးနော်ဆိုတော့ဘာကြောင့်မရကြတာလဲမျိုးလိုက်တော့သစ္စာသိလို့ဘာကြောင့်မရကြသစ္စာသိလို့သစ္စာကသစ္စာဒုက္ခသစ္စာသိတာကမကသစ္စာဟုတ်လားဘုနာတိကဘာသစ္စာဟုတ်တော့ညာကမဲ့အနည်းနည်းဖြစ်နေတယ်ဒီတော့ဘုနာတိလုံးနေတဲ့တရားပဲဒီလိုသိတာအဲ့ဒီမဲ့ရတယ်နဲ့ယခုကလမှာပဲတရားဓမ္မတွေတောက်တော့မလို့ခြင်းနဲ့ညာပေါ်လာပေါ်လေးလားဓမ္မသိလို့ပါလေဓမ္မတော့ကတော့သုံးပါလို့ကြည့်တာဒါကြောင့်ဘယ်ရင်ကိုရမေကြီးကရံလို့မနုခန္ဓာကိုယ်ကြီးအတွင်းကသုံးပတ်ရတာကွာဆိုတော့သုံးပတ်ကိုတော့သုံးပတ်တဲ့ရံလာလျှောက်တော့ရှင်းတယ်သုံးပတ်ကမမှန်ဘူးကွာဟောဒီလိုသုံးပတ်မှလည်းဒီတော့သုံးပတ်လိုက်တော့မှဒကာဓမ္မလို့သိနေနဲ့တွေ့နေရတာသိတော့မှဒုက္ခသစ္စာဆိုတာဒါပါလားတော်ပြီနောက်ဘဝတွေချင်းဒီခန္ဓာလေးလာရင်ဒီလိုပါပါပဲဒီခန္ဓာသူကောင်းရင်ဒီလိုပါလို့ရှိရင်သိမင်းနဲ့တွေ့ပြီးရောက်ရတော့သိလို့ကြည့်မရပါဘူးဒီလိုကြည့်ဘယ်မှမကောင်းဘူးကောင်းပါလားသစ္စာသိတော့မကောင်းဘူးဒါတော့သံဃာလည်းသံဃာပြသွားတယ်ဆိုတာမောရလေးပါတရားသိဖို့တာတော့ဒါဖြင့်သုံးပတ်ကြတာနော်သုံးပတ်ကြတယ်ကိုယ့်ရဲ့ဘာကိုလည်းလည်းကသမ်းပါဘာရကလည်းလည်းဘာလို့နေရပါလိမ့်သိကိုလာနာတော့နေပြီအ
ဆိုတာဒါသာရမှတ်ငါလည်းစံဒီဒီလိုလုံးနဲ့သူအပြအနှံ့ရှိတယ်ဒီလိုလုံးဒုက္ခသစ္စာပါလားဆိုပြီးတန်ခိတ်တွေကပြင်စုပါရဏတန္တာပြီးဒုက္ခသစ္စာကွာဒီလိုလုံးမှာဒုက္ခသစ္စာကွာဟောလိုက်တာပေါ်ရင်းဒီလိုသုံးသပ်လိုက်တဲ့အတွက်သစ္စာသိရင်သံဃာမရှိဘူးဆိုတာသူကောင်းကိုပြုတ်တယ်တော်ဒီခန္ဓာကြီးမရခင်တော့ဘူးဆိုတာကလာတော့ရတဲ့ခင်ဗျားရဲ့ဒီမင်းနဲ့တွေ့ပြီးဒီဘောဝင်ရပါလို့ဒီမင်းနဲ့သူနေပြီးကြတာလူတွေရပါလို့ဘယ်တော့ဆိုရတော့ရှေ့တက်ပြီးသုံးတာအောင်กว่าဘုရားကဒီဩနာတိဘယ်နဲ့လာပါလို့လဲလို့မင်းတို့ဆက်ပြီးသုံးတာပါလို့กว่าဆိုတော့အန္တ၅ပါးရှိလို့ဩနာသေးလာပြီဒါဖြင့်ခန္ဓာ၅ပါးကသမုဒိယသစ္စာဩနာတိကသူတို့လည်းကိုမရှိရင်သူတို့လည်းမရှိတဲ့အရှင်းဟာအဲဒီလိုသစ္စာသိသွားတဲ့ပုဂ္ဂိုလ်ကြလာတော့ကဲဘုံဘဝကြီးနှစ်သက်သေးရဲ့နှစ်သက်တဲ့တဏှာကလည်းသိသွားတာပဲပေါ်ကြအဲဒီဒါဖြင့်ဓမ္မဘုနာသေးပဲလာပါလိမ့်မလဲဒါဖြင့်ခန္ဓာ၅ပါးကသမုဒိယသစ္စာအကြောင်းသမုဒိယဩနာတိကသိလားသူတို့မရှိရင်ဖြင့်ဒီလိုသစ္စာသိအောင်လုပ်ရကြလွမ်းပါဆိုတာကိုလေဘုရားကသုံးပတ်ကြည့်တော့ပေါ်လာပါလေဒီပရိစ္ဆေသမုပ္ပါကဒကာကျွယ်တစ်မျိုးနော်သမထနာကိုဟောနေရသုံးပတ်တဲ့တုတ်ကိုဟောနေတယ်လို့မှတ်လိုက်စမ်းပါတိုင်းဒါဖြင့်ဒကာဓမ္မတို့ခန္ဓာ၅ပါးရှိလို့ဩနာတိဖြစ်ရခန္ဓာ၅ပါးမရှိရင်ဘယ်ခန္ဓာရရဩနာတိပါမှာပဲဘယ်ခန္ဓာရရဘုရားဒီသားတွေနေခြင်းကြီးနဲ့ရောရဘုရားမခွဲရပါလို့ဆိုတာကွဲရင်ကွဲတယ်နဲ့ဘုဟုနာရဲ့ရှင်မှုတွေကိုယ်တိုင်သိသိရပါလိမ့်ဆိုတာကမှန်တယ်ဘုရားဘုရားတော်ပါနေလူရည်လူပြီးဒီကရဒီသားတွေဒီနဲ့လေးပါးများနေကြကြအဲ့ဒီတော့တိုင်းနေငါပြီးဒီကလာလေးပါးသွားတဲ့သူရပါလို့လို့ဆိုတော့အဲ့ဒီရှိတာမရှိဘူးဒီနဲ့ဒီဖြစ်ရမှာရောကဲတော့ဆိုးပါတိုင်းလာတဲ့ဓမ္မတော့ဩနာသေးပဲကလာပါလေသက္ကနာ၅ပါးကဘာဖြစ်တာဩနာသေးကသူတို့ကမရှိရင်ခန္ဓာရှိရင်ဩနာသေးမရှိတာပဲလို့မှတ်ပါဘာကြမရှိအောင်ရှင်းနေရှင်းတာမဲ့ပါလို့ရလို့ရှင်းရှင်းဒါဩနာသေးလွတ်သွားတာဒီမင်းနဲ့ဥစ္စာကွဲသေရချင်းမဖြစ်တော့ပါဘူးလို့ဖြင့်ဓမ္မတွေကဘယ်တော့မှသိပြီးမပြောတတ်ပါဘူးဆိုပြီးကဒီမင်းကလည်းဝင်လိုက်ရှိပြီးဒီကလာနေကြတော့အများအားဆိုရင်ကြောက်ကြနေရတော့သောတာပတိတွေကအေးကြတယ်ဒီသောတာပတိတွေကမအေးရတယ်ခန္ဓာကိုယ်ကဒီမှာကကြီးနေပြီဆိုတော့ကြီးတာကိုလည်းပုံမှုကပြကိုယ်ရဲ့တွေတော့လောင်ပြလိုက်တော့မနေဘူးလားညာဘုတွေတော့လောင်ပြလိုက်တော့ပုံကြီးဒီဘုတွေတော့လောင်ပြလိုက်တော့ခေါင်းရရတယ်နာမဆိုးရဘူးဘယ်ကုံလဲကွာဘယ်ဌာနမှာမတောင်းပါနဲ့ပြင်မင်းပါတယ်လို့အနာကင်းရှင်ပါကူဆိုပြီးကရှင်ပါကူကုရှာတွေ့ဟာအနာပေါက်နေတယ်ရှင်ပါကူပါလေအနာရှိတဲ့တွေပါဟုတ်ကဲ့ကအနာကင်းရှင်ပါကူဆိုဘာကြောင့်မတမ်းဘူးလို့သူကပြောတယ်ဒကာဓမ္မကဘာကြောင့်မတမ်းဘူးရှင်ပါကူကိုတယ်ကြွသွားတာသိပြီဘယ်နဲ့ကြောင့်ရှင်ပါကူနေပါလိမ့်တော့သိမင်းနဲ့ဒီလိုလာပြီလို့ဘယ်နဲ့ကြောင့်နေပါလိမ့်သိမင်းနဲ့ဒီလိုလာပြီလို့သေဘောဝင်ရရှာတယ်အနာကရှင်ပါကူတော့မကင်းတာဘယ်ရှာတွေ့မလဲရှင်ပါကူနားလေဆိုတာကံကောင်းမသိအနာကင်းနားလေလည်းခင်ဗျားတို့ကြောက်ပေါက်တယ်လည်းသိုးတယ်ဟုတ်ပါမသိဘူးလားဒါတွေရှိတော့ခင်ဗျားတို့ကသူများပြောတာများနဲ့အနာကင်းရှင်ပါကူလို့ဆိုတော့ပြောတာများနဲ့ခင်ဗျားတို့ကသဘောကျတယ်ဒီဒီတော့ရှင်ပါကူမှလေးတဲ့ဒီကောင်းပါဘူးဒါနဲ့ရှင်ပါကူအောင်လို့လည်းသိလို့ရှင်ပါကူနာအောင်လို့ရှင်ပါကူသိအောင်လို့အဲ့အနာကင်းအောင်ဒီတော့ပါသဘောကျတယ်ဒါလည်းဘုရားကသူများတွေကလမ်းမဆုံးလိုက်ပါနဲ့ဆိုတဲ့
စကားပြောပါလိုက်မမှားလိုက်ဟောမေးတာဖြင့်ဒကာဓမ္မတို့ဥနာသေးပဲကလာပါလိမ့်မယ်နောက်ဆုံးပြောလိုက်ရပြောလိုက်တဲ့အခါကျဥနာသေးအကြောင်းသိသွားပြီကတော့ရအောင်လို့ဒီသဏ္ဍာန်၅ပါးဘယ်ကလာပါလိမ့်မလဲလို့မေးတော့တဏှာကလာခန္ဓာ၅ပါးဘယ်ကလာလဲအားလာတဲ့တဏှာကဘာသစ္စာခန္ဓာကတဏှာနဲ့ခန္ဓာချုပ်ရဲ့ရှင်းနိုင်တဲ့ဉာဏ်လေးကဒီလိုသိဒီလိုသုံးသပ်ရမှာกว่าအဲ့ဒါသုံးသပ်ရမှာရှင်းဖို့နောက်ပိုင်းဟောရလိမ့်မယ်ဟောပြီဒါကြီးငါဓမ္မလို့သုံးသပ်တတ်မလားလို့ပြောလိုက်ခန္ဓာ၅ပါးပဲကလာပါလေတဏှာမရှိရင်တဏှာမရှိရင်ခန္ဓာ၅ပါးမရှိဘူးအဲ့ဒီမရှိအောင်ရှင်းတဲ့အကျင့်အမဲ့ရတယ်ဘောကြဟောပြီဒါဖြင့်မေးကြဆိုတော့ဓမ္မတို့ဒီတဏှာပဲကလာပါလိမ့်မလဲဆိုတော့မေးဖို့မလိုဘူးဒီတဏှာဒီကားလို့ဆိုရင်ခင်ဗျားတို့ခန္ဓာ၅ပါးဆိုတော့ဘုံမှုပါဠိခန္ဓာ၅ပါးဆိုတော့ဒီစည်းကြောင့်ဆိုတော့လာတာပဲဒီခန္ဓာ၅ပါးပဲကလာပါလိမ့်နော်ခင်ဗျာမင်းရကြောင့်လာတာခင်ဗျာမင်းရကြောင့်ဒါကြွေဒီတဏှာပဲကလာပါလိမ့်ခင်ဗျာမင်းရဆိုတော့သက္ကုပ္ပကခန္ဓာကိုကာယနာဒါလေးခင်ဗျာနော်ကိုယ်မျိုးလုံးကိုယ်နာကိုယ်နှာခေါင်းကိုယ်လျာကိုယ်စိတ်တွေကိုအတွင်းအာရဏ6ပါးကလာဒီအာရဏကလည်းလာတာပဲသဘောကျသူပြောကြပါလေဆိုတော့မိမိခန္ဓာကလည်းသာဝတိခန္ဓာကလည်းပစ္စည်းတွေကလည်းဒီတဏှာဘယ်ကများလာပါလဲမလို့ခုလက်ပဲရှာလိုက်တဲ့ခါကျတော့မိမိခန္ဓာကလည်းလာပါသေးနဲ့ပစ္စည်းခန္ဓာကလာတယ်ဆိုတာသူနှမြကမိတ်တင်ကခန္ဓာကဟောဒါဖြင့်ခင်ဗျာမင်းရကြောက်တဏှာလာတယ်ခင်ဗျာမင်းရချုပ်သွားရင်ဒါကြောင့်ဝိပဿနာရှိမှတဏှာချုပ်တယ်ဝိပဿနာရှိမှဝိပဿနာမရှိရင်ဝိပဿနာဒီပဲရှိရမှာရောမေးတော့ခင်ဗျာမင်းရပြည့်ရှိရတယ်တဲ့အဲ့ဒါပေါ်လာဝိပဿနာဆိုတာဘယ်ရှိရမှာပါလဲခင်ဗျာမင်းရရှိရတော့မယ်ဆိုတော့ဒါကြလို့နားလည်တော့ကန့်နိုင်ပြီးသွားခင်ဗျာမင်းရဆိုတာဒီလိုတော့အရေးကြီးနေတာဘယ်ရလဲခင်ဗျာမင်းရကိုဖြစ်တဲ့ရှိရမယ်กว่าလို့ဟောတယ်ဘယ်ရလဲခင်ဗျာမင်းရဖြစ်တဲ့ရှိခင်ဗျာတို့ကလည်းအရေးကြီးရှိအရေးကြီးတော့တဏှာလာတယ်မလားဘူးလားတဏှာလာတော့နောက်ခန္ဓာမလားဘူးနောက်ခန္ဓာလာတော့နောက်ဥနာခြင်းမလေးရအဲ့ဒါခင်ဗျာမင်းရကိုခင်မိလို့ခင်ဗျာမင်းရကိုခင်မိတော့ခင်ဗျာမင်းရကအကြောင်းတရားကျင်တာကကျိုးတရားအဲ့ဒီအကျိုးတရားလာပြီသမထင်ဒီတဏှာကြောင့်ဒီဘက်ဘာဖြစ်မလဲခန္ဓာကလည်းဥနာတရားဒါဖြင့်ခင်ဗျားတို့ဒီဘယ်နဲ့ကြောင့်ခဏခဏဒီဥနာသေးကြီးနဲ့ဒကာဓမ္မတွေဟောဒီများလို့ပဲဒကာဓမ္မတို့ဒီများကြတယ်ခိုင်အမှန်ဖြစ်လာတယ်ဟာအမှန်ဖြစ်လာတယ်သို့မှသူမင်္ဂလာခန္ဓာဆိုလို့ရှိရင်ပြင်ဒီကြီးမှာရောဒီကြီးပွားတဲ့နေရာမှာရောဆိုလို့ရှိရင်ခိုးတာကောင်းကိုလက်ဖွဲ့မင်္ဂလာခန္ဓာဘာလက်ဖွဲ့မှန်နေတဲ့ကွာကြကြလို့ရှင်လက်ခံရမှာမဟုတ်ပါဘူးလက်ခံရပါလားသစ္စာမသိညာတယ်သူတို့မှာတော့ဒကာဓမ္မတို့အမှန်တန်ဖြစ်ခင်တဲ့ကျွမ်းမတရားရောက်မှမိဘတွေဝတရားရှင်းရမယ်ကျွမ်းမတရားရမယ်ဆိုလို့ရှိရင်ဖြင့်အောက်ကိုလင်းကားရတာတစ်ခေါင်းနန်းဒီလိုလေးပွက်လိမ့်မယ်သဘောကျဒါလည်းကြောင့်ဒီလိုဖွဲ့ရပါလိမ့်မယ်ဆိုတော့သူကတဲ့ဒီလိုဖွဲ့သူတို့ဝတ်စားသွားမှာပဲဆိုသိတယ်ဒီလိုလည်းဆိုတော့မောင်နာသုံးသွားလို့မဲ့ဟောင်းလာလည်းဖွဲ့လာရတဲ့တဲ့နဲ့ဘာလို့လဲတော့ကိုယ်ငါ့ကိုအောင်လုံးကဒီတော့သူနဲ့မှာဘူးလားဘာသာလုံးနဲ့ရောဘာသာမရောအဲ့ဒါငယ်ငယ်ဒီလိုပဲတဲ့နော်ခင်ဗျားတို့ကအမှန်လားနေနေလာတော့ညခင်ဗျားတို့အောင်းရလက်ဖွဲ့မှာဆိုပုံစံလေးကမလာခဲ့နဲ့ဘယ်လိုလဲထိုးပါဒီလိုကတော့လေမတော်ဘူးလားဒီလိုမှန်တယ်ဘာမှန်တယ်ဘာသိနေလဲနားဘူးခင်ဗျားတို့ဒီကားလို့ရှင်းရင်ခန္ဓာ၅ပါးကရကြလို့ရှင်းရင်ခေါင်းစုကောင်းကြပဲဒီမဲ့ကလည်းပြောပြီးဒါကဘလူကြီးခေါင်းနဲ့ဖွဲ့ပါမယ်မျောလာနဲ့အတူတူကကြဘူးလားအဲဒါ
တရားစိတ်တို့မှာသိုးရတယ်။တိုင်းဒါဖြင့်ခင်ဗျာနေရာကြောင့်ပါလာကြတော့သနာလာလို့ဘာဖြစ်လဲသနာလာလို့ဘာဖြစ်ရဒါဖြင့်ဒါဘုရားမပွင့်ဒီလမ်းပြန်သွားတာခင်ဗျာနေရာကြောင့်တဏှာကြောင့်ခန္ဓာကြောင့်ဘုနာသိဘုရားမပွင့်ဒီလမ်းပြန်သွားတာပဲဘုရားမပွင့်ရင်ဘုရားပွင့်တာကြောင့်သစ္စာမနာရလေးဒီလမ်းပြန်ပဲဘုရားပွင့်တာကြောင့်သစ္စာမနာရလေးဒီခေါင်းနဲ့ဘွယ်လည်းလိုက်သွားတာပဲဒါဖြင့်ရတယ်ခေါင်းနဲ့ဥစ္စာမကွဲကြည့်ဘူးဟုတ်ကဲ့လားအရင်ခေါင်းကြီးလောက်ကြတယ်ကတော့မှားနေတယ်နော်ခေါင်းနဲ့ဥစ္စာကွဲတာဒီခေါင်းလုံးနဲ့ရင်းပြီလားဒါဖြင့်ခင်ရမင်းရကိုခင်ရမင်းရမဖြစ်အောင်ကြည့်ရတယ်ဒီခန္ဓာကိုယ်ကြီးကိုအနိစ္စတော့ဒီခန္ဓာ၅ပါးကြီးအာရဏ7ပါးကြီးတကယ်တူတူချင်းတော့ခန္ဓာ၅ပါးပဲဆိုကြပါလက်ရှိခန္ဓာ၅ပါးကြီးကိုဒကာဓမ္မတို့ဝေဒနာဖြစ်တဲ့ဘုရားဝေဒနာဖြစ်တဲ့ရှိဝေဒနာဖြစ်တဲ့ရှိဆိုတော့ဒကာဓမ္မတွေသိတဲ့အတိုင်းကဒီကြားထဲမှာနှုတ်ကျင်လာတော့မလားလေလားဝေဒနာလေးကတော့ဖြစ်တဲ့ရှိကပါလာမယ်နှုတ်ကျင်လာတော့ခေါင်းကဒီနာရှိတဲ့တဏှာသေးဘူးလားတဏှာသေးတော့တဏှာနောက်ကခန္ဓာအောင်ဒီခန္ဓာကိုရှိတယ်နဲ့ခေါင်းကဒီသောတဲ့ဒီရောဝေဒနာသေးတွေကဟုတ်လားအဲဒါဖြင့်ဒကာဓမ္မတို့ခင်ရမင်းရကိုတဲ့အနိစ္စဒုက္ခအနတ္တရောဂဘယကိုကျွတ်ရတယ်သဘောကျအဲဒီတော့ဒကာဓမ္မတို့ဥပဒနာမရှိဘဲနဲ့ဒီတဏှာမသေးဒီတဏှာမသေးရင်ဒီခန္ဓာကလေးဒီခန္ဓာကရဲ့ဥနာသေးနဲ့ကျွတ်လို့ဒီခေါင်းနဲ့ဖွဲ့ခန္ဓာနဲ့မခံရဘူးလားအမှန်တရားကြောက်ကြကောင်းလားအဲဒါဖြင့်ခင်ရမင်းရကိုဘာလို့ရမလဲဖြစ်ဖြစ်ရှိပါလိမ့်မယ်ဆိုတာသိကြလားအဲဒါဖြင့်ဖြစ်ဖြစ်ရှိပါလိမ့်မယ်ဆိုတော့ကျွတ်လို့ဉာဏ်သွားတဲ့ဖြင့်ခင်ရမင်းရဖြစ်ဖြစ်ရှိရမယ်ဆိုတော့ပေါ်နိုင်ဖို့မြင်သေးရဲ့ခင်ရမင်းရကိုကျွတ်တော့ဖြစ်ဖြစ်ရှိရမှာဝေးလို့ဘယ်လိုနဲ့ခင်ရမင်းဖြစ်ပါမလဲလိုက်ကြဘယ်လိုနဲ့ခင်ရမင်းဖြစ်ပါမလဲလိုက်မကြဘူးလားခင်ရမင်းဖြစ်တော့ခင်တဲ့တဏှာမလားဘူးခင်တဲ့တဏှာလည်းခန္ဓာမလားဘူးလားခန္ဓာလာလို့ရှိရင်ဒီကရမတို့ကိုယ်နာသေးတွေကလေးပါအမှန်တရားကြောက်ကြပါဦးလားဒါကြောင့်ဒီကရမတို့ဘုရားပွင့်လာတာဒီဟောဒီခင်ရမင်းဟာကွာတဲ့ရှင်းတော့ကောင်းပါလေကွာအနာလည်းကောင်းပါလေအရလည်းကောင်းပါလေတို့တော့အသိပါလေခင်ရမင်းဟာခင်းကအရတာနဲ့ပြည့်စုံတဲ့အရက်နဲ့တူတူကွာတို့တော့ဒီရက်ဒီကားလဲဆိုလို့ရှိရင်အသိပါလေအရက်ဖြစ်နေတော့ကြောင့်မူးယုံနေဖို့သေးမှာအရာအင်းရပြောတယ်ဒီကောင်ရကြီးတယ်ခင်ရမင်းဟာတွေကိုသွားမတင်နဲ့တော့အဲ့ဒါအသိနဲ့ရောထားတဲ့အရက်ကြီးသွားမကောင်းနဲ့သွားတော့လို့ရှိရင်ဒီလိုပဲတရားတွေမသွားအဲ့ဒါဝိပဿနာရှိခိုင်းတယ်ဒီကုသဉာဏ်ကလည်းနောက်ဘဝတော့လည်းဒီလိုသစ္စာတွေမသိခဲ့တော့သာမယတွေသင်တော့ဝါပြီးတည်ခဲ့တာလားနတ်တည်ခဲ့တာလားမကြောက်ကြရပါဒါရင်ရောက်တဲ့နေရာကျတော့တွေ့ရကြုံရဘူးခင်လည်းမလားမြင်လည်းမလားလို့မေးရမယ်နဲ့ပြေးကြဘာလို့အနာရတဲ့မတတ်ခဲ့ရောက်တဲ့နေရာခင်များတော့ဝါသေးလားလို့မေးတယ်တော့ခင်ရဲ့တဏ္ဍာမင်းရဲ့တဏ္ဍာနဲ့နတ်သေးတော့ဘုရားခင်ဘုရားမေးပြဟေးကံရကြီးတယ်အနာသမမင်းဟောဒီအရေးကြီးတွေ့ပြန်ပြီခင်ရမရတယ်ပေါ့ဗျာဘာလို့လဲတော့လို့ရှိရင်မင်းဒီသာတော့လို့ရှိရင်တဏှာဖြစ်မယ်တဏှာရဲ့ခန္ဓာ၅ပါးရခန္ဓာ၅ပါးရဥနာလေးအဲ့ဒါကြောင့်မင်းမကောင်းနဲ့လို့ဘုရားခင်ဘုရားမေးကြီးကဝိပဿနာရှိကြတယ်သိချာဟောပါဘယ်လိုများဟောလဲဝိပဿနာရှိကြတယ်သိချာဟောတယ်နော်မကောင်းနဲ့ကွာဆိုတာဝိပဿနာရှိကြမသာယာနဲ့ကွာအပြည့်ရှိကြတယ်ပြောတယ်မသာယာနဲ့ကွာအပြည့်ရှိကြတယ်ပြောတာသိကြလားဒါရင်ဒါဖြင့်ဒါဆိုရင်အပြည့်ရှိလိုက်လို့ရှိရင်တော့ဒီနေရာမှာတဏှာနေရာမှာမင်္ဂလာပဲဗျာဒါရင်ဒါဖြင့်ဓမ္မတို့ဝိပဿနာရှိနည်းပဲသင်ရတယ်တော့ဝိပဿနာရှိလိုက်လို့ရှိရင်တဏှာစီခန္ဓာရောခန္ဓာစီဥနာစီလားဒါရင်ဒါဖြင့်ခန္ဓာ၅ပါးဝိပဿနာရှုမှသာလေတဲ့အစိတ်ကိုမကောက်ပြည့်တဲ့အခြေအနေရောက်ပါလေဒါဖြင့်ဓမ္မတို့ဝိပဿနာရှုမဲ့ကြံတော့ဓမ္မတွေသင်ပေးရဘယ်လိုသင်ရပါလဲလို့မေးလို့ရှိရင်ဟေးဝိပဿနာဆိုတာမကောက်ပြည့်အောင်လုပ်တာနော်အရင်နဲ့ရောတာမကောက်ပြည့်အောင်လုပ်တာဒါဖြင့်ဓမ္မတို့ခင်ဗျားတို့သံဃာမှာလည်းစိတ်ကလေးတွေရှိပါလေဝေဒနာလေးတွေရော
စိတ်တွေလည်းရှိတယ်ဝေဒနာတွေလည်းကုန်ရှိပြီးကြတာနေတာကိုဓမ္မတွေရှင်းသွားဘာလို့မလုံးလို့မေးတော့ဒီဓမ္မတွေကလည်းယဉ်ပြီးသားဖြစ်နေတဲ့အတွက်ပေါ်ရာကိုဒုက္ခသစ္စာလေးတွေပါလားလို့ရှိပါရရနေရာသစ္စာရှိမှာနာတဲ့နေရာပါသစ္စာကောင်းတဲ့နေရာအခုဝိပရိနာမလက္ခဏာဒုက္ခသစ္စာနဲ့ယူသွားအဲ့တော့ဝေဒနာလာဒုက္ခသစ္စာစိတ်လာဒုက္ခသစ္စာလာခြင်းဟာလာဖို့ရလာခြင်းဟာလာသစ္စာဓမ္မတွေအကုန်ဝင်သွားတာပဲသစ္စာဆိုတဲ့ဓမ္မနုပါဒနာတွေအကုန်ဝင်သွားတဲ့အတွက်ဝေဒနာလာလည်းဖြစ်တဲ့ရှုစိတ်လာလည်းရုပ်ကလေးလာလည်းဖြစ်တဲ့ရှုဆိုတာတခြားမဟုတ်ပါဘူးဓမ္မတို့ဘုန်းကြီးရှင်းပြီးပြောကြတာကဝေဒနာလည်းဓမ္မတို့ဟောက်ပြန်တာဆန်းတာလေဆန်းတာလေဆောင်းဝေဒနာပေါ်တယ်ဝေဒနာလေဝေဒနာလေဒီဘက်ကဆောင်းဝေဒနာလေဒါဖြင့်ဓမ္မတို့ကနာအထေရိယာကိုကြောင်းကြောင်းဘယ်သစ္စာတွေပါလဲဘယ်စိတ်ပေါ်ပေါ်ဘယ်ဝေဒနာပေါ်ပေါ်ဒုက္ခသစ္စာကြီးပဲဆိုတာသိကြလားဒါဖြင့်ဓမ္မတို့ဒီခန္ဓာကြီးကမြေတာဘောဓတော်တစ်လုံးနဲ့ရှိပါယောဂကြီးပါကိုယ်တရားနဲ့ဆန်းနေတဲ့လောကတော်ဆိုတာဟုတ်သားပဲဆန်းနေရနဲ့ကိုယ်ကျင်နေတော့ခိုင်းနေရနဲ့ရွှေ့နေတော့ယောဂတော်ဆိုတာဟုတ်သားပဲယောဂကြီးဖြစ်နေတာလေဘောကြဒါပြန်ဓမ္မတို့ဒီယောဂဟူလေးပါသစ္စာလုံးယောဂတော်နဲ့ရည်သက်နေပါတဲ့ဒါပြန်ဓမ္မတို့ခန္ဓာကိုယ်ပြောင်းနေလွယ်နေရှူနေတိုက်ကြိုက်စိတ်တွေပေါ်တိုင်းပေါ်တယ်ဝေဒနာတွေပေါ်တိုင်းပေါ်တယ်ဘာဖြစ်ကြတာလဲမေးရင်လည်းပြေပါမယ်ဒုက္ခသစ္စာတွေပဲဒုက္ခသစ္စာဆိုတာဒုက္ခသစ္စာဆိုတာယောဂတွေပဲဒုက္ခသစ္စာဆိုတာဘာလဲယောဂတွေပဲဆိုတာသိကြတယ်အဲ့တော့ဝေဒနာလည်းပါကိုယ်ရောနာရတော့ဆန်းရတော့ဆိုင်ရတော့ခရတော့နာရလည်းခရယောဂလည်းထားဟောကြထားရယောဂလည်းဒီနေရာရဲ့ယောဂဖြစ်ပြီးယောဂကလည်းဖြစ်ပြအလုံးစုံဖြစ်ပြမှာသဗ္ဗေသင်္ခါရဒုက္ခလို့မလားဘူးအဲဒီသဗ္ဗေသင်္ခါရဒုက္ခကြောင့်ဘုရားကဒါလေးရမင်းတို့ခန္ဓာကိုယ်ကြီးကိုရောဂါလေးပြည့်စုံမှာဆိုတော့ပောက်ပြည့်ခြင်းဖြစ်သေးရဲ့အရင်ကယောဂလည်းယောဂဖြစ်နေမယ်ဆိုတော့ပောက်ပြည့်သေးရဲ့မပောက်ပြည့်လို့ရှိရင်ဘုန်းကြီးတို့ဓမ္မတွေဒီကားလို့ရှင်ဖြင့်မပောက်ပြည့်တော့ခန္ဓာလာလေးခန္ဓာလာလို့ရှိရင်နောက်ခန္ဓာကနောက်ခန္ဓာမလာပဲနဲ့ဥနာကြီးပါပါအသေးတော့ပါလားဓမ္မတို့ယောဂလို့ရှိရင်ဘာဖြစ်ပါလိမ့်လို့အဲကြောင့်ဒီခန္ဓာ၅ပါးကြီးကိုတရားကျွဲစိတ်တိုင်းစိတ်ဓာတ်ကြီးကဒုက္ခသစ္စာကြီးမှတ်ပါစိတ်ဒုက္ခပြဒုက္ခကြီးလည်းမဟုတ်လားစိတ်ဓာတ်ပါသစ္စာသစ္စာလည်းဒုက္ခမျိုးဥပ္ပဒါမာနဥပ္ပဒိဒုက္ခမျိုးဇမာနနိဗ္ဗိခင်ဗျားတို့ကလည်းဒုက္ခဖြစ်တယ်ဒုက္ခချုပ်တယ်ဓမ္မတော်ဘာမှမရှိဘူးဆိုတော့သိကြလားအဲ့ဒါခန္ဓာကိုယ်ထဲမှာတခါလဲထိုင်ကြည့်ပြီးစောင့်ကြည့်ဘယ်နေရာကဒုက္ခပေါ်လာတယ်ဘယ်နေရာကတရားဥပေါ်လာတယ်ကြည့်တယ်ဘယ်နေရာကရာတို့ဒီနေရာနာတို့ဟိုနေရာကအိုက်တို့ဒီနေရာကတောက်တို့ဟိုနေရာကပြင်းလို့လာလို့ချင်းဒါယောဂတွေပဲယောဂတွေပဲယောဂဒုက္ခသစ္စာတွေပဲယောဂတွေပဲယောဂတွေပဲလို့မဂ္ဂင်၅ပါးနဲ့ရှုပြီရှုလိုက်တဲ့အခါကျတော့ယောဂကဒုက္ခသစ္စာရှုတာကမဂ္ဂသစ္စာသိတာကဟိုကခန္ဓာနဲ့ဟိုကဇာတိဆိုတာမလားမလားကအဲဒီလိုသစ္စာဆက်ရမယ်ရှုသွားပြန်တော့လေဓမ္မတို့သံဃာစခန်းတတ်တယ်ဆိုတာမောလာလေးပါသံဃာစခန်းတတ်သံဃာစခန်းတတ်ဆိုတာဒကာတစ်ဘာပါလဲတော့ဆိုယောဂလို့ရှုနေမှာသတ်ပြီသံဃာစခန်းတတ်ဆိုတာဘာပါလဲအဲ့ဒါခန္ဓာကိုယ်ထဲမှာလေဘယ်ချင်းဆိုရောဂတော့ဆိုတဲ့ဘာလေးပေါ်လာတာယောဂထားတာကြီးမှာသာရနာလေးပေါ်လာရင်အဲ့ဒါလေးယောဂတော့လို့ရှိလိုက်အဲ့ဒီနဲ့လေးပေါ်လာရင်အဲ့ဒီနဲ့ယောဂထားလာတာပဲသွားခြင်းနဲ့ဝေဒနာသွားခြင်းနဲ့သဘောလေးပေါ်လာရင်တိုင်းနဲ့သဘောလေးပေါ်လာရင်ဝိညာဉ်နဲ့သဘောလေးပေါ်လာအဲ့ဒီပေါ်တဲ့သဘောလေးစိတ်တွေကြီးကြောက်ရှိသဘောလေးဆိုရုပ်တွေရှိနေနဲ့စိတ်ကလေးတွေပေါ်လာတဲ့သဘောစိတ်ကလေးတွေကြောက်ရှိအဲ့ဒီလိုကြောက်ရှိတဲ့အခါကျယောဂကဘာသစ္စာယောဂရှိမှသိတာမေဃသစ္စာရတဲ့အခါကျတော့မဲ့ဒီကိလေသာသတ်တာဒါလည်းခေါင်းက
ရက်နဲ့သိနေရောက်တာလည်းရက်ကောင်းနေသေးရဲ့မကောင်းပြီးတော့ခန္ဓာမချုပ်တာခန္ဓာချုပ်တော့ခန္ဓာချုပ်တော့ဇာတိကရာမအဲ့ဒါသစ္စာပြီးလို့မတော့တဲ့ပုဂ္ဂိုလ်မှာဖြင့်ဒကာရမတို့သံဃာစကံတတ်ပါလေတောက်တဲ့ပုဂ္ဂိုလ်ကျတော့သံဃာစကံတတ်ပါမလားသဘောပါကြဒါဖြင့်ဒကာရမတို့ဝိပဿနာရှင်ကြီးကဖြင့်ကျိုးတော့အများတို့အိမ်ရောက်လို့ရှိရင်ထိုင်လိုက်တာပဲထိုင်နေပြီးကအာနာပါနလုပ်တဲ့ပုဂ္ဂိုလ်ကလုပ်တာပေါ့လေအမလို့ခြင်းမှုပြရပြီးတော့အာနာပါနကိုရှင်းလို့မူကိုမတည်ရင်မူကိုမတည်ရင်တော့အာနာပါနဟောမှပဲနဲ့ဒါကြတဲ့ခန္ဓာကိုစောင့်ကြည့်သဘောကျဘာလို့အာနာကိုစောင့်ကြည့်နေတာအာနာကိုစောင့်ကြည့်နေပါဆိုတာလေသိနေတာတင်ညာရလားကြားရပြီသားတော်မှန်းတယ်ဆိုတော့ပြေးလိုက်ကြလားစောင့်မှန်းလားအေးရတာဒီဒီကောင်းတာမှလည်းသိနေတာတင်ညာရလားဗါလေအဲ့ဒါပြန်အာနာပါနမလုပ်ကြပါဘူးဗျာပြီးတော့အာနာပါနလုပ်ခဲ့ရတာကြားပါပြီမလုပ်ပါဘူးဆိုလို့ရှိရင်ဒီနေ့ဒီတစ်မျိုးပဲဒကာဓမ္မတွေပြည့်တယ်စောင့်နေဒကာမှန်မှန်လေးယူပြီးဒကာကျူတာလည်းမပြီးမဆိုင်နဲ့ကြိုက်တယ်လည်းမဆိုင်ပဲစောင့်နေစောင့်နေတဲ့ခါကျတော့ခန္ဓာကိုယ်ကကိုယ်နေရနာလို့မလားဘယ်နာလဲတရားယောဂတော့ရှိလာဘယ်နေရာကြီးအောက်လို့လာရင်ယောဂတော့ရှိတယ်ဘယ်နေရာဆောက်လို့လာရင်ယောဂပြောလို့ရှိတယ်ဗါတဲ့စိတ်ကူးလေးတစ်မျိုးပေါ်လာရင်ယောဂပြောလို့ရှိပြီနော်အဲ့ဒီနေရာရင်းစောင့်ကြည့်တဲ့အခါကျတော့ဒကာလည်းဒကာဓမ္မတွေယောဂတွေပြည့်မလာဘူးကြာတော့ဒီလိုကိုအသွားကြရအောင်မရှိအောင်ပဲဖြတ်နဲ့နားလည်းမဟုတ်ဘူးကျင်လည်းမဟုတ်ဘူးဒီဘက်ကမှာကိုခန္ဓာကြီးချတဲ့ကနဲ့မနာဘူးလားနာလို့ရှိရင်ဟောယောဂတော့ဆိုတယ်ယောဂတွေသူ့လူဖြစ်နေပါတော့လားလို့မသိနိုင်ဘူးအဲ့ဒါယောဂတော့ယောဂတော့နေတာရှုနေယောဂတွေပါလားယောဂတွေပါလားယောဂတွေသစ္စာတွေပါလားယောဂတွေသစ္စာတွေပါလားရှုပြပါဘယ်လိုရှုရရလဲဒါကစောင့်ရှုတယ်နည်းကြားများလို့ဘာတော့စောင့်ဟန်းနေနည်းအဲ့ဒီကစောင့်ပြီးကြတော့ဘန်းတော်ဘုရားနာဒီနေရာကဲဒီနေရာကဲဟိုစိတ်ကလေးပေါ်လာခုမိုက်နေတဲ့စိတ်ကလေးခုမှတက်ပေါ်လာအပြစ်ပေါ်လာဟိုလေးစောင့်မှာအပြစ်ပေါ်လာဟိုလေးစောင့်နေတာကပฏิဝရိယသမာဓိဟန္တာကသမာဓိသမာသင်္ကပ္ပပညာဟန္တာအဲ့ဒီသမာဓိနဲ့စောင့်ပြီးပညာနဲ့ဖမ်းပြီးဘောဓကဘာနဲ့စောင့်ဘာနဲ့ဖမ်းပါလဲဒီနေ့ကလုပ်ကြည့်ဒီနေ့သိသိမယ်သမာဓိကစောင့်မှာပညာကဒါနဲ့စောင့်ဖမ်းပါစောင့်ပါနဲ့ခန္ဓာကိုယ်ကြီးကိုရှင်းရတဲ့သူဆိုင်ရတဲ့ကြိုက်ပြီးခန္ဓာကိုယ်ကအထူးပေါ်လာတာဟူ၍ကိုရမ်းလို့ရှိတယ်ဝေဒနာပေါ်လည်းလို့ရှိနေနော်ဘောဓနာတွေပေါ်လာတိုင်းရမ်းလို့ရှိတော့ငါသိတာဘာလို့သိနေပါလဲစောင့်ဖမ်းတဲ့နေဆိုတော့ဩဒါပြင်စောင့်ဖမ်းတော့ဒီတဲ့နဲ့ငါမှစောင့်နေတာဘူးအဲတော့စောင့်နေတော့ဖမ်းရရတာကယောဂဖမ်းတဲ့ဉာဏ်ကပညာသဘောကျဒါပြင်ယောဂကိုပညာနဲ့ကုနေတာယောဂကိုပညာနဲ့ကုနေတော့နောက်ယောဂတိုးတယ်လို့ဒါလေးနောက်သနာမှာလည်းယောဂမတိုးတာသနာမှာလည်းခန္ဓာဟုတ်လားလေခန္ဓာမှာလည်းယောဂကိကြီးကိုမပြောက်သေးဘူးခန္ဓာကြီးဗျာဗျာနဲ့ငါကလာမှာကိုဗျာအခုလာဗျာရှိသေးတယ်ဟောဒါဖြင့်ရုပ်ကြီးစောင့်ဖမ်းနေတာဘာလို့လဲလို့ပါလိမ့်မလို့ဆိုစောင့်နာကသမာဓိဖမ်းနာကပညာစောင့်နာကဖမ်းနာကပညာအဲ့ဒါသိလို့ကယုံနာကြနေသမာဓိနဲ့ပညာတွဲလွတ်တာပါလားယောဂရှိတဲ့ရှိကိုသဘောကျလားယောဂရှိတဲ့ရှိကိုတွဲလွတ်တာတော့ဟုတ်ပါဒါဖြင့်ဓမ္မတွေဒီနေ့ဘာလို့ကြမှာပါလဲစောင့်နာကဘာပါလဲသမာဓိကလည်းစောင့်လို့ပဲတတ်နိုင်တယ်မဖမ်းတော့မဖမ်းနိုင်ပညာကအနိစ္စဒုက္ခအနတ္တကိုမြင်ဖမ်းယောဂမိအောင်ဖမ်းနေတာကတော်လေးတဲ့လေးကယောဂမိအောင်ဖမ်းနေတာကလည်းသမာဓိနဲ့သမာဓိကပ္ပကမိအောင်ဖမ်းဒါဖြင့်စောင့်ဖမ်းတဲ့လောက်ပါတကယ်ကြွေလုပ်ကြည့်တာသိသိချာချာမိနဲ့လုပ်ခိုင်းဆိုတာသဘောကျဒါဖြင့်ခန္ဓာကိုယ်ထဲမှာစောင့်ပြီးကြတာနေတော့လာရင်တော့မလွတ်တမ်းဖမ်းဒါဝေဒနာရဝေဒနာရလို့ဘုရားကနာလို့လာလိမ့်မယ်အဲ့ဒါကပြီးတော့ဘယ်လိုလုပ်မလဲစောင့်လာတာပါလားစောင့်ပါမစောင့်လို့
ဖြင့်ဥပဒနာအလုပ်ဆိုတာဘာလို့ပါလိမ့်လုံးနေတဲ့အခါစောင့်ဖမ်းတဲ့အလုပ်ဝေဒနာလာစိတ်လာကြလာယောဂဘုရားဖြစ်နေတာစောင့်ဖမ်းဒါယောဂလေးပဲဆိုပြီးယောဂလေးတော့သိအောင်လုပ်နေတယ်သိအောင်လုပ်တော့သိအောင်လုပ်တယ်ဆိုတဲ့သဘောလေးကားလို့ရှင်ဖြစ်တဲ့မိတာသိအောင်လုပ်တာပဲဖြစ်တဲ့မိတာပဲဆိုတဲ့သဘောကြဒါဖြင့်ဖြစ်တဲ့ကမိစ္ဆာမိတာကဖြစ်တဲ့ကမိတာကဒါဖြင့်ဓမ္မဖြစ်တဲ့သမျှသင်္ခါရဒုက္ခသစ္စာမှာဖြစ်တဲ့သမျှသင်္ခါရတရားဘာသစ္စာလဲဘောရဒါဖြင့်ခင်ဗျားတို့ဒါယောဂဆိုတာဒုက္ခသစ္စာကိုဆိုပါတယ်ဩဒါဒုက္ခမြင်နေရပါလားဖြစ်တဲ့သမျှသင်္ခါရတွေကဘာလဲမြင်နေရတာနဲ့ကပဲဒီလိုကတော့ဘယ်နဲ့ဖြစ်နေတော့ဖြစ်တဲ့မှုကနာကောင်ခင်ခင်မယ်မှုတွေဒီတော့ဖြစ်တဲ့နေတာကငါရင်းနေတာအဲ့ဒါကြတော့မှုရတဲ့ဖြစ်နေတယ်ဒိဋ္ဌိမှုတွေဖြစ်ဖြစ်တဲ့မှုကနာကောင်ခင်ခင်မယ်မှုတွေဖြစ်တဲ့ဒီနာပဲတကယ်ချင်းနေမှုရတဲ့ဖြစ်တယ်ကွာရင်းနေကြဖြစ်တဲ့ကနာခင်နေယုံနာအာရုံချုပ်တဲ့သုံးချုပ်ဆုံးနေတာမှာဖြစ်တဲ့ကနာရုံနာတွေကအကုန်ချုပ်သွားလို့ရှိရင်အဲ့ဒါနိဗ္ဗာန်ဝင်ရတဲ့ကမှတ်တယ်။ဘာကြအဲ့တော့ဟိုးတဲ့ဖြစ်တဲ့ကနာတွေကိုခင်ဗျားတို့ချုပ်ဆုံးအောင်ရှုနိုင်ကြလို့ရှိရင်ဖြင့်ဒါနိဗ္ဗာန်ပါပဲ။ယောဂကုံရင်လည်းဆိုကြ။အဲယောဂကုံကခန္ဓာပြန်ရဲ့သဘောပါရ။ဒါဖြင့်တရားဓမ္မလိုလိုကြဖြစ်တဲ့နဲ့သင်္ခါရဒုက္ခသစ္စာကြီးရှုပြီးဖြစ်တဲ့လို့ရှုပြပါသိရတာနဲ့ဒီကရရှုပါများပြီးလာတဲ့ခါကျတော့ဖြစ်တဲ့ဆိုတာလူချာလောင်းနေတယ်။ဘုခန္ဓာကိုယ်ကြီးဇာတိကရမရဏလောင်ပြီးသေဘောဝင်နေတာတွေကိုကြီးနေရတာပါလားလို့ဆိုပြီးမုန်းလာတယ်။ဟုတ်နေပဲကိုကြီးရတာပဲနဲ့။ဟုတ်တယ်ပဲကိုကြီးရမုန်းတဲ့ခါကျတော့နေလိမ့်ညာတက်လာတယ်။ဒီဖြစ်တဲ့ဉာဏ်ကရတာဝိဒညာဟုတ်တယ်ကကိုမြင်မုန်းလာတဲ့အခါနေလိမ့်ညာတက်လာတဲ့ဆိုတာသဘောကျအဲ့ဒီနေလိမ့်ညာတက်လာလို့မကြောက်လိုက်ပါနဲ့စောင့်တယ်လို့ကိုမကြောက်နဲ့ပေါ်လာပြီပေါ်လာလို့ကညီးဝင်နေပေါ်လာလို့ပေါ်ရရောတာလို့ကညီးဝင်နေပါပေါ်ရရောတာလို့ကညီးဝင်နေပါလို့ဆရာဘုန်းကြီးမှားလိုက်တဲ့ဒီဓမ္မတွေကကျိုးစားလို့ရှင်းတယ်နောက်ဆက်ပြီးကြတာရှင်းတော့သူများတွေရဲ့ဒုက္ခကမြင်မှုရဲ့ကိုယ်သေးတဲ့ဒုက္ခမြင်မှုရဲ့ကိုယ်သေးတဲ့ဒုက္ခကိုမြင်ရတဲ့ခံကြလို့ရှင်းဖြင့်ဒီလိုတော့လူ့ဘဝဆူတောင်းနေတာလေသိရရောရှင်းပြီးကြတာနေရတော့အောင်လိုက်တယ်အခုတော့ပြန်ခဏခဏလေးတဲ့လူ့ဘဝပါလားဆိုတာပေါ်အဲဒီလိုရှိတဲ့ဒုက္ခရှိသေးရဲ့အသေးကဒုက္ခသစ္စာလို့လည်းပိုက်ကြလိုက်ပါဖြတ်ဆိုကြီးကခန္ဓာ၅ပါးအကုန်ပြောက်ခန္ဓာ၅ပါးအကုန်ပြောက်သွားတဲ့ခါကျတော့ဒုက္ခတွေရောက်သွားတဲ့နေရာမှာဘာတွေပြောက်သွားဒုက္ခတွေပြောက်တာကနိရောဓရောက်တာနိဗ္ဗာန်ပေါ်တာပေါ့ဗျာဒုက္ခပြောက်မှသိတာကမေဃသစ္စာဖြစ်ပေါ်တာမေဃ7ပါးအရင်၅ပါး7ပါးဖြစ်ဒီကနေ့ကလုံးဝတို့လား7ပါးဖြစ်တယ်လားဒီကဒိဋ္ဌိဝိလိကိစ္စဒီကကပရမာသဆိုတဲ့သိဆုံးတရားတွေကိုရှိသေးရဲ့သိဆုံးတရားမှမရှိဘဲနဲ့သိရခြင်းတွေပေါ်အောင်လားအဲ့ဒီသိဆုံးတရားချုပ်တာကသမုဒိယချုပ်တာသိရခြင်းမပေါ်တာကအနုပါရိဒေသနိဗ္ဗာန်ဒီကချုပ်တာကခန္ဓာရှိရတဲ့နေရာသောကြောင့်ပဥပါရိဒေသနိဗ္ဗာန်ဒီကသေမခန္ဓာတွေချုပ်ငင်းပြီးကြတာမလာတာကအနုပါရိဒေသနိဗ္ဗာန်ဒါကြောင့်စောင့်ကြည့်ပြီးကြတာဉာဏ်သုံးချက်နဲ့ကျက်လို့ရှိရင်မရမရှိပါဘူးဘောပါကြခိုင်းရည်ရည်ရင်